မင်္ဂလာပါဘောလုံးဝါသနာရှင်ပရိသတ်များခင်ဗျာဒီနေ့တော့ကမ္ဘာဖလားသမိုင်းတစ်လျှောက်သမိုင်းဝင်မှတ်တမ်းမှတ်ရာများနဲ့ယခုကျင်းပခဲ့သည့်ကမ္ဘာဖလားအနှစ်ချုပ်တို့ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ2026ခုနှစ်ကမ္ဘာဖလားအနှစ်ချုပ်ကတော့ချန်ပီယံစပိန်ဒုတိယအာဂျင်တီးနားတတိယအင်္ဂလန်စတုတ္ထပြင်သစ်ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားရိုဒရီစပိန်ပြိုင်ပွဲတစ်လျှောက်လူငယ်အကောင်းဆုံးကစားသမားကူဘာစီစပိန်ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးဂိုးသမားဦးနိုင်ဆိုင်မွန်စပိန်ဂိုးသွင်းအများဆုံးကစားသမားအမ်ဘာပေပြင်သစ်10ဂိုးဂိုးဖန်တီးမှုအများဆုံးကစားသမားအိုလီစီပြင်သစ်9ကြိမ်ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်သွင်းဂိုး22ဂိုးနဲ့22ဂိုးမြောက်အဖြစ်စံချိန်တင်နိုင်ခဲ့ပြီးလီယိုနယ်မက်ဆီရဲ့စံချိန်ကိုကျော်ဖြတ်ကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်ပြင်သစ်တိုက်စစ်မှုကီလီယန်အမ်ဘာပေကမှတ်တမ်းဝင်သွားခဲ့လက်ရှိအသက်28နှစ်ပဲရှိသေးတဲ့ရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ဘာပေဟာဒီနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာပဲ10ဂိုးအထိသွင်းယူခဲ့ပြီးရွှေဖနက်ဆုအားမက်ဆီရဲ့10ဂိုးကိုကျော်ဖြတ်ကရရှိခဲ့ပြီးကမ္ဘာဖလားပြိုင်ပွဲမှာဂိုးသွင်းဘရင်ဆု2ကြိမ်နဲ့2ကြိမ်ဆက်တိုက်ရရှိတဲ့ပထမဆုံးကစားသမားအဖြစ်လဲမှတ်တမ်းဝင်ခဲ့ဒါအပြင်ကမ္ဘာဖလားရွှေဖနက်ဆုလာလီဂါရွှေဖနက်ဆုချန်ပီယံလိရွှေဖနက်ဆုဆိုပြီးသမိုင်းတစ်လျှောက်တရာသီအတွင်းမတူညီတဲ့ရွှေဖနက်ဆု3ခုကိုစုခူးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါမှတ်တမ်းဝင်ခဲ့ပြင်သစ်အသင်းနဲ့ရီယယ်မက်ဒရစ်တိုက်စစ်မှုအမ်ဘာပေအနေဖြင့်မတူညီတဲ့ပြိုင်ပွဲကြီး၄ခုမှာရွှေဖနက်ဆုအနည်းဆုံး2ကြိမ်ရယူနိုင်တဲ့ကစားသမားဆိုတဲ့မှတ်တမ်းတစ်ကိုလည်းရေးထိုးခဲ့နိုင်ပြီးပြိုင်ပွဲစုံမှာရွှေဖနက်ဆု12ဆုစုခူးခဲ့နိုင်ပြီဖြစ်ကမ္ဘာဖလားရွှေဖနက်ဆု2ဆုလာလီဂါရွှေဖနက်ဆု2ဆုချန်ပီယံလိရွှေဖနက်ဆု2ဆုပြင်သစ်လိရွှေဖနက်ဆု6ဆုတို့ဖြစ်2026ယခုနှစ်ကမ္ဘာဖလားတတိယနေရာလူပွဲမှာပြင်သစ်အသင်းကအင်္ဂလန်ကိုရှုံးနိမ့်ခဲ့ပေမဲ့ပြင်သစ်တောင်ပန်ကစားသမားအိုလီဆေးနဲ့တိုက်စစ်မှုအမ်ဘာပေတို့စံချိန်သစ်တွေပိုင်ဆိုင်ခဲ့ကြကမ္ဘာဖလားပြိုင်ပွဲတစ်ခုထဲမှာဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ်အိုလီဆေးစံချိန်တင်ခဲ့ပြီးအမ်ဘာပေလည်းဂိုးပါဝင်ပတ်သက်မှုအများဆုံးဖြစ်စံချိန်တင်ခဲ့ကြအင်္ဂလန်နဲ့ပွဲမှာအိုလီဆေးကဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်ခဲ့တာကြောင့်2026ယခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာစုစုပေါင်းဂိုးဖန်တီးမှု9ကြိမ်ရှိသွားခဲ့ပြီးပြိုင်ပွဲတစ်ခုထဲမှာဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူအဖြစ်စံချိန်တင်ခဲ့အရင်ကမ္ဘာဖလားပြိုင်ပွဲတစ်ခုထဲမှာဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူကဘရာဇီးကနဝင်ကစားသမားကြီးပီလီဖြစ်ပြီး1980ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးဖန်တီးမှု6ကြိမ်ပြုလုပ်ခဲ့ပြီးစံချိန်တင်ထားခဲ့ခြင်းဖြစ်ဒါကြောင့်နှစ်ပေါင်း90ကျော်ကြာတည်မြဲနေခဲ့တဲ့စံချိန်ကိုအိုလီဆေးကချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီးအိုလီဆေးအနေနဲ့စီနီဂေါနဲ့ပွဲမှာ1ကြိမ်အီရတ်နဲ့ပွဲမှာ2ကြိမ်ဆွီဒင်နဲ့ပွဲမှာ2ကြိမ်အင်္ဂလန်နဲ့ပွဲမှာ2ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ခြင်းဖြစ်အမ်ဘာပေကတော့အင်္ဂလန်နဲ့ပွဲမှာ2ဂိုးသွင်းယူကဂိုးဖန်တီးမှု1ကြိမ်ပြုလုပ်ခဲ့တာကြောင့်စုစုပေါင်းသွင်း90ဂိုးနဲ့ဂိုးဖန်တီးမှု4ကြိမ်ရှိသွားခဲ့ပြီးပြိုင်ပွဲတစ်ခုထဲမှာဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ဒါအပြင်အမ်ဘာပေဟာပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲမှာလည်းဂိုးသွင်းဘရင်ဆုရရှိခဲ့တာကြောင့်ကမ္ဘာဖလားပြိုင်ပွဲမှာဂိုးသွင်းဘရင်ဆု2ကြိမ်ဆက်ရရှိတဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့အမ်ဘာပေကကမ္ဘာဖလားပြိုင်ပွဲမှာ22ပွဲကစားပြီး22ဂိုးသွင်းယူခဲ့ခြင်းဖြစ်တဲ့အတွက်တပွဲတစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းဖြစ်ဆုတစ်ခုချင်းစီနဲ့ပတ်သက်လို့သမိုင်းမှတ်တမ်းတွေကိုပြန်လည်လေ့လာရရင်ကမ္ဘာဖလားပြိုင်ပွဲကြီးများမှာအသင်းတစ်သင်းရဲ့အောင်မြင်မှုနောက်ွယ်မှာပွဲစဉ်တိုင်းကိုမတိမတာကာကွယ်ပေးနေသည့်ဂိုးသမားများ၏အခန်းကဏ္ဍသည်လွန်စွာမှအရေးပါခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ကမ္ဘာဖလားသမိုင်းမှာ1994ခုနှစ်အမေရိကန်ကမ္ဘာဖလားပြိုင်ပွဲမှာစတင်၍ပြိုင်ပွဲတစ်ခုလုံးရဲ့အကောင်းဆုံးဂိုးသမားကိုတီးခြားဆုပေးအပ်ရန်ဖီဖာကဆုံးဖြတ်ခဲ့ပါတယ်။1994ခုနှစ်မှ2006ခုနှစ်အထိပြိုင်ပွဲများမှာထိုဆုကိုလက်ရရှင်ဆုဟုတရားဝင်ခေါ်ဆိုခဲ့ကြပါတယ်။ဒါဟာပင်နတီပေါင်းများစွာကိုကာကွယ်နိုင်ခဲ့ပြီးကမ္ဘာဖလားသမိုင်းတွင်ထင်ရှားခဲ့သည့်ဆိုဗီယက်ယူနီယံမှဂန္ဓဝင်ဂိုးသမားကြီးလက်ရရှင်ကိုဂုဏ်ပြုသည့်အနေဖြင့်ကမ္ဘာဖလားအဖွဲ့ချုပ်ကမှတ်တမ်းတင်အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။2010ပြည့်နှစ်တောင်အာဖရိကကမ္ဘာဖလားပြိုင်ပွဲမှာစတင်ကယနေ့အထိထိုဆုကိုရွှေလက်အိတ်ဆုဟုပိုမိုခေတ်မီစမ်းသစ်သည့်အမည်တို့တရားဝင်ပြောင်းလဲပေးအပ်ခဲ့ပါတယ်။1994ခုနှစ်မှစတင်ကကမ္ဘာဖလားပြိုင်ပွဲအသီးသီးတွင်ရွှေလက်အိတ်ဆုသို့မဟုတ်
လက်ရရှင်စုကိုစုခူးနိုင်ခဲ့ကြသည့်ဂိုးသမားများမှာအောက်ပါအတိုင်းဖြစ်ကြပါတယ်။ဘယ်လ်ဂျီယံအသင်းရဲ့ဂိုးသမားမိုက်ကယ်ပရီတဟုန်သည်1994ခုနှစ်အမေရိကန်ကမ္ဘာ့ဖလားတွင်လက်ရရှင်စုပထမဆုံးစတင်ပေးအပ်ချိန်၌သမိုင်းဝင်ပထမဆုံးစုခူးသူဖြစ်လာခဲ့ပါတယ်။အိမ်ရှင်အဖြစ်ချန်ပီယံဖြစ်ခဲ့သည့်1998ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်ဂိုးသမားဖာဘီယန်ဘာတက်စ်ကလက်စွမ်းပြသကာဒုတိယမြောက်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ဂျာမနီအသင်းရဲ့ကဏ္ဍဝင်ဂိုးသမားကြီးအိုလီဗာခန်းကတော့2002ခုနှစ်တွင်ကျင်းပခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလက်ရရှင်စုကိုစုခူးခဲ့ရုံတင်မကဘဲပြိုင်ပွဲတစ်ခုလုံးရဲ့အကောင်းဆုံးကစားသမားစုဖြစ်သည့်ရွှေဘောလုံးဆုကိုပါပူးတွဲစုခူးနိုင်ခဲ့သည့်ကမ္ဘာ့ဖလားသမိုင်းတွင်တဦးလေးသောဂိုးသမားအဖြစ်စံချိန်တင်ထားပါတယ်။အီတလီအသင်းချန်ပီယံဖြစ်ခဲ့သည့်2006ခုနှစ်ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲမှာကဏ္ဍဝင်ဂိုးသမားဂျန်လူအီဂျီပတ်ဖွန်ကလက်ရရှင်ဆုအမည်ဖြင့်နောက်ဆုံးပေးအပ်ခဲ့သည့်စတုတ္ထမြောက်ဆုကိုစုခူးခဲ့ပါတယ်။စပိန်အသင်းချန်ပီယံဖြစ်ခဲ့သည့်2010ခုနှစ်တောင်အာဖရိကကမ္ဘာ့ဖလားပြိုင်ပွဲမှာအီကာကာစီယက်စ်ကရွှေလက်အိတ်ဆုဟုအမည်ပြောင်းလဲလိုက်ပြီးနောက်ပထမဆုံးစုခူးသူဖြစ်လာခဲ့ပါတယ်။ဂျာမနီအသင်းချန်ပီယံဖြစ်ခဲ့သည့်2014ခုနှစ်ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲမှာအဆင့်မြင့်ဆွီပါဂိုးသမားစတိုင်ဖြင့်ခြေစွမ်းပြခဲ့သည့်မာနူအယ်နိုယာကစုခူးခဲ့ပါတယ်။2018ခုနှစ်ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာဘယ်လ်ဂျီယံအသင်းကိုတတိယနေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့်ဂိုးသမားတီဘောကော်တိုက်စ်ကရွှေလက်အိတ်ဆုကိုစုခူးခဲ့ပါတယ်။အာဂျင်တီးနားအသင်းချန်ပီယံဖြစ်ခဲ့သည့်2022ခုနှစ်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပင်နယ်တီကာကွယ်မှုများနှင့်အတူအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့သည့်အီမီလီယာနိုမာတီနက်စ်ကရွှေလက်အိတ်ဆုကိုစုခူးသွားခဲ့ပါတယ်။ယခု2026ခုနှစ်ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့စပိန်ဂိုးသမားဦးနိုင်းဆိုင်မွန်ကရရှိခဲ့ပြီးဦးနိုင်းဆိုင်မွန်သည်2026ခုနှစ်ပြိုင်ပွဲမှာ10ပွဲကစားပြီး2ဂိုးသာပေးခဲ့ရကာကလင်းရှိ9ပွဲဖြင့်ရွှေလက်အိတ်ဆုကိုစုခူးခဲ့ခြင်းဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်ကြိမ်အတွင်းကလင်းရှိအများဆုံး9ပွဲစံချိန်တစ်ကိုလည်းတင်နိုင်ခဲ့သူဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့2006ခုနှစ်ဂျာမနီကမ္ဘာ့ဖလားပြိုင်ပွဲမှာစတင်၍ FIFA ကတရားဝင်စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ဒီဆုကိုပြိုင်ပွဲစတင်သည့်အချိန်၌အသက်22နှစ်အောက်ဖြစ်သည့်လူငယ်ကစားသမားများအနက်ပြိုင်ပွဲတစ်လျှောက်ခြေစွမ်းအတောက်ပဆုံးနှင့်အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူကိုမဲပေးရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။2006ခုနှစ်မှစတင်ကယနေ့အထိဆုကိုစုခူးခဲ့ကြသည့်လူငယ်စတားများရဲ့စာရင်းမှာ2006ခုနှစ်ဂျာမနီကမ္ဘာ့ဖလားမှာလူကတ်စ်ပိုဒိုစကီဂျာမနီ2010ခုနှစ်တောင်အာဖရိကကမ္ဘာ့ဖလားမှာသောမတ်စ်မူလာဂျာမနီ2014ခုနှစ်ဘရာဇီးကမ္ဘာ့ဖလားပေါ့ပါပြင်သစ်2018ခုနှစ်ရုရှားကမ္ဘာ့ဖလားမှာခီလီယန်အမ်ဘာပေပြင်သစ်2022ခုနှစ်ကာတာကမ္ဘာ့ဖလားမှာအန်ဇိုဖာနန်ဒက်စ်အာဂျင်တီးနား2026ခုနှစ်မြောက်အမေရိကကမ္ဘာ့ဖလားမှာလာမင်းယာမာစပိန်တို့ဖြစ်ကြပါတယ်2006ခုနှစ်မတိုင်မီကျင်းပခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲများတွင်မူလူငယ်အကောင်းဆုံးကစားသမားဆုတရားဝင်မရှိသေးဘဲ2006ခုနှစ်အရောက်မှာFIFA သည်1958ခုနှစ်မှ2002ခုနှစ်အထိကျင်းပခဲ့သောကမ္ဘာ့ဖလားပြိုင်ပွဲကြီးများအတွက်ပရိသတ်များ၏မဲပေးမှုဖြင့်အတိတ်ကာလလူငယ်အကောင်းဆုံးကစားသမားဆုများကိုပြန်လည်ရွေးချယ်ပေးအပ်ခဲ့ပါသည်။ထို့သို့ပြန်လည်ရွေးချယ်မှုအရာ1958ခုနှစ်မှာဘရာဇီးကဏ္ဍဝင်ပီလီ1962ခုနှစ်မှာဟန်ဂေရီမှဖလိုရီယန်အာလ်ဘတ်1966ခုနှစ်မှာအနောက်ဂျာမနီမှဖရန့်စ်ဘက်ကန်ဘောင်ဝါ1980ခုနှစ်မှာဘရာဇီးမှပီလီ1984ခုနှစ်မှာပိုလန်မှဗလာဒီဆလက်ဖမူရာ1988ခုနှစ်မှာအီတလီမှအန်တိုနီယိုကာဘရီနီ1982ခုနှစ်မှာပြင်သစ်မှမာနူအယ်အာမူရိုစ်1986ခုနှစ်မှာဘယ်လ်ဂျီယံမှအန်ဆိုစီဖို1990ခုနှစ်မှာရောဘတ်ပရိုစီနက်1994ခုနှစ်မှာနယ်သာလန်မှမတ်အိုဘာမတ်1998ခုနှစ်မှာအင်္ဂလန်မှမိုက်ကယ်အိုဝင်2002ခုနှစ်မှာအမေရိကန်မှလန်ဒန်ဒိုနိုဗန်တို့ကအသီးသီးသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ဂျာမနီနိုင်ငံမှလူကတ်စ်ပိုဒိုစကီဟာ2006ခုနှစ်မှာ FIFA ကတရားဝင်စတင်ပေးအပ်ခဲ့သည့်ပထမဆုံးလူငယ်အကောင်းဆုံးကစားသမားဆုရှင်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ပြင်သစ်တိုက်စစ်မှူးခီလီယန်အမ်ဘာပေဟာ2018ခုနှစ်မှာအသက်19နှစ်အရွယ်ဖြင့်
ပြင်သစ်အသင်းကိုကမ္ဘာချန်ပီယံဖြစ်အောင်ကူညီပေးရင်းယခုဆုကိုဆွတ်ခူးခဲ့ခြင်းဖြစ်ပြီးအလားတူပင်စပိန်လူငယ်စတာလာမင်းယာမာသည်လည်း2026မြောက်အမေရိကကမ္ဘာဖလားတွင်အသက်19နှစ်အရွယ်ဖြင့်စပိန်အသင်းရဲ့တိုက်စစ်မှာအဓိကခြေစွမ်းပြသကအသင်းကိုဗိုလ်ဆွဲစေခဲ့ပြီးလူငယ်အကောင်းဆုံးကစားသမားဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်ပါတယ်ကမ္ဘာဖလားသမိုင်းမှာ1930ခုနှစ်ပထမဆုံးပြိုင်ပွဲကလေးကဂိုးအများဆုံးသွင်းယူသည့်ကစားသမားဟူ၍သမိုင်းဝင်မှတ်တမ်းများရှိခဲ့တော်လဲFIFAကရွှေဖနက်ဆုအဖြစ်စတင်ပေးအပ်ခဲ့ခြင်းမှာ1982ခုနှစ်စပိန်ကမ္ဘာဖလားပြိုင်ပွဲမှာဖြစ်ပါတယ်ဒီရွှေဖနက်ဆုကိုတော့1982မှ2006ခုနှစ်အထိထိုကာလအတွင်းအဆိုပါဆုကို Golden Shoe ဟုခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်2010ခုနှစ်မှစတင်၍တောင်အာဖရိကကမ္ဘာဖလားပြိုင်ပွဲမှာစတင်ကယနေ့အထိ Golden Boot ဟုအမည်ပြောင်းလဲပေးအပ်ခဲ့ပါတယ်1930ခုနှစ်မှစတင်ကကမ္ဘာဖလားပြိုင်ပွဲအသီးသီးမှာဂိုးအများဆုံးသွင်းယူခဲ့ကြသည့်ကစားသမားများမှာ1930ခုနှစ်အာဂျင်တီးနားမှဂီလာမိုစတာပီလီက8ဂိုး1934ခုနှစ်ချက်ကိုဆလိုဗက်ကီးယားမှအိုဒရစ်နီယက်လီက9ဂိုး1938ခုနှစ်ဘရာဇီးမှလီယိုနီဒက်စ်က9ဂိုး1950ခုနှစ်ဘရာဇီးမှအာဒီမီယာက9ဂိုး1954ခုနှစ်ဟန်ဂေရီမှရှန်ဒိုကိုချစ်က11ဂိုး1958ခုနှစ်ပြင်သစ်မှဂျက်စ်ဖွန်တိန်က13ဂိုး1962ခုနှစ်မှာတော့ဂါရင်ချာဘရာဇီးဘာဘာဘရာဇီးဒရာဇန်ရဲ့ကော့ဖစ်ယူဂိုစလာဗီးယားလီယိုနယ်ဆန်ချက်စ်ချီလီဖလိုရီယန်အဘတ်ဟန်ဂေရီနှင့်ဘာလန်တင်အိုင်ဘာနော့ဖ်ဆိုဗီယက်ယူနီယံတို့6ဦးက4ဂိုးစီဖြင့်သမိုင်းဝင်ပူးတွဲဂိုးအများဆုံးတွင်းယူသူများအဖြစ်မှတ်တမ်းတင်ထားပါတယ်1966ခုနှစ်ပေါ်တူဂီမှဦးစေဗီယိုက9ဂိုး1980ခုနှစ်အနောက်ဂျာမနီမှဂက်မူလာက10ဂိုး1984ခုနှစ်ပိုလန်မှဂရီကော့စ်လာဒိုက9ဂိုး1988ခုနှစ်အာဂျင်တီးနားမှမာရီယိုကမ်ဘက်က6ဂိုးတရားဝင်ပထမဆုံးဂိုးဒင်းရှူးဆုရှင်ဖြစ်ကိုတော့1982ခုနှစ်အီတလီမှပါအိုလိုရော့စီက6ဂိုးနဲ့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်1986ခုနှစ်အင်္ဂလန်မှဂယ်ရီလိုင်နာက6ဂိုး1990ခုနှစ်အီတလီမှဆာဗာတိုရီရှိလာချီက6ဂိုး1994ခုနှစ်အိုလက်ဆာလန်ကိုရုရှားနှင့်ဟရစ်စတိုဒိုက်ချ်ကော့ဖ်ဘူဂေးရီးယားတို့က6ဂိုးစီဖြင့်ပူးတွဲဆွတ်ခူးခဲ့ကြပါတယ်1998ခုနှစ်ခရိုအေးရှားမှဒေးဗစ်ဆူကာက6ဂိုး2002ခုနှစ်ဘရာဇီးမှရိုနယ်ဒိုက8ဂိုး2006ခုနှစ်ဂျာမနီမှမီရိုဆလဖ်ကလိုဆေးက9ဂိုး2010ခုနှစ်ဂျာမနီမှသောမတ်စ်မူလာက9ဂိုး2014ခုနှစ်ကိုလံဘီယာမှဂျိမ်းစ်ရိုဒရီဂွက်စ်က6ဂိုး2018ခုနှစ်အင်္ဂလန်မှဟယ်ရီကိန်းက6ဂိုး2022ခုနှစ်ပြင်သစ်မှခီလီယန်အမ်ဘာပေက8ဂိုး2026ခုနှစ်ပြင်သစ်ခီလီယန်အမ်ဘာပေ10ဂိုးတို့ဖြစ်ကြပါတယ်ပြင်သစ်တိုက်စစ်မှုဂျက်စ်ဖွန်တိန်က1958ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတစ်ခုထဲမှာ13ဂိုးအထိသွင်းယူခဲ့ပြီးယနေ့အထိမည်သူမျှမချိုးဖျက်နိုင်သေးသည့်တစ်ကြိမ်နဲ့ဂိုးအများဆုံးစံချိန်ကိုစိုက်ထူထားခဲ့တာဖြစ်ပြီးဂျာမနီတိုက်စစ်မှုမီရိုဆလဖ်ကလိုဆေးက2002ခုနှစ်မှ2014ခုနှစ်အထိကမ္ဘာဖလားပြိုင်ပွဲ၄ခုတွင်စုစုပေါင်း16ဂိုးသွင်းယူကာသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေခဲ့ပြီးယခုနှစ်မှာအမ်ဘာပေနဲ့လီယိုနယ်မက်ဆီတို့ရဲ့ချိုးဖျက်ခြင်းကိုခံခဲ့ရပါတယ်။ပြင်သစ်စူပါစတာခီလီယန်အမ်ဘာပေဟာ2022ပြိုင်ပွဲတွင်8ဂိုး2026ပြိုင်ပွဲတွင်10ဂိုးသွင်းယူခဲ့သဖြင့်ကမ္ဘာဖလားသမိုင်းမှာဂိုးဒင်းပုတ်စုကိုနှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့သည့်ပထမဆုံးနှင့်တဦးတည်းသောကစားသမားအဖြစ်သမိုင်းသစ်ရေးထိုးခဲ့ပါတယ်။ဂိုးအများဆုံးသွင်းယူသည့်ကစားသမားအရေအတွက်တူညီနေပါက FIFA ၏စည်းမျဉ်းအရအောက်ပါချက်များကိုအစဉ်လိုက်အကဲဖြတ်၍စုပေးအပ်ခဲ့ပါတယ်။ဂိုးအရေအတွက်တူပါကအသင်းဖော်များကိုဂိုးရအောင်ပိုမိုဖန်တီးပေးနိုင်သူကိုပထမဦးစားပေးရွေးချယ်ပါတယ်။ဂိုးနှင့်ဂိုးဖန်တီးမှုပါတူညီနေပါကကွင်းအတွင်းကစားချိန်ပိုမိုနှဲပါစွာဖြင့်ထိုဂိုးအရေအတွက်ကိုရယူနိုင်ခဲ့သည့်ကစားသမားကိုအနိုင်ပေးချီးမြှင့်ပါတယ်။
ကမ္ဘာဖလားရဲ့ဂိုးသွင်းအများဆုံးကစားသမားမှတ်တမ်းဟာပြိုင်ပွဲရဲ့ရှေ့အကျဆုံးသမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်ပြီး1982ခုနှစ်မှာစတင်ကာ FIFA ကတရားဝင်ဂိုးတင်းပုတ်စုအဖြစ်စနစ်တကျရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ FIFA ကစည်းကမ်းရှိဆုံးနဲ့စံပြအားကစားစိတ်ဓာတ်အပြည့်အဝပြသခဲ့သည့်အသင်းကိုချီးမြှင့်သည့် FIFA Fair Play ဆုတံဆိပ်ကတော့ပြိုင်ပွဲရဲ့ထူးခြားလှပသောအမှတ်သင်္ကေတတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဒီဖယားပလေးစုတစိတ်ကို1980ခုနှစ်မက္ကဆီကိုကမ္ဘာဖလားပြိုင်ပွဲမှာစတင်၍တရားဝင်စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ထိုဆုကို FIFA ရဲ့ဖယားပလေးကော်မတီကစနစ်တကျအမှတ်ပေးရွေးချယ်ခြင်းဖြစ်ပြီးအဓိကအားဖြင့်အောက်ပါအချက်များအပေါ်အခြေခံ၍အမှတ်ပေးစနစ်ဖြင့်အကဲဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ကွင်းအတွင်းအဝါကတ်နှင့်အနီကတ်ရရှိမှုအရေးအတွက်နည်းပါးခြင်းပြိုင်ဘက်ကစားသမားများအပေါ်လေးစားသမှုပြသခြင်းဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အပေါ်အပြုသဘောဆောင်သည့်တုံ့ပြန်မှုအသင်းတာဝန်ရှိသူများနှင့်နီးပြအဖွဲ့၏စံပြပြုမှုနေထိုင်မှုမိမိအသင်းပရိသတ်များ၏ကွင်းအတွင်းပြုမှုနေထိုင်မှုနှင့်သဘောထားတို့ကိုအကဲဖြတ်ပြီးပေးခဲ့ကြတာဖြစ်ပါတယ်။1980ခုနှစ်မှစတင်ကကမ္ဘာဖလားပြိုင်ပွဲအသီးသီးတွင်ဖယားပလေးဆုတံဆိပ်ကိုဆွတ်ခူးခဲ့ကြသည့်နိုင်ငံများ၏သမိုင်းဝင်စာရင်းမှာ1980ခုနှစ်မက္ကဆီကိုမှာကျင်းပတဲ့ပြိုင်ပွဲမှာပီရူးအသင်းသမိုင်းဝင်ပထမဆုံးဆုရှင်ဖြစ်ပါတယ်။1984ခုနှစ်အနောက်ဂျာမနီမှာကျင်းပတဲ့ပြိုင်ပွဲမှာအနောက်ဂျာမနီအသင်း1988ခုနှစ်အာဂျင်တီးနားမှာကျင်းပတဲ့ပြိုင်ပွဲမှာအာဂျင်တီးနားအသင်း1982ခုနှစ်စပိန်မှာကျင်းပတဲ့ပြိုင်ပွဲမှာဘရာဇီးအသင်း1986ခုနှစ်မက္ကဆီကိုမှာကျင်းပတဲ့ပြိုင်ပွဲမှာဘရာဇီးအသင်း1990ခုနှစ်အီတလီမှာကျင်းပတဲ့ပြိုင်ပွဲမှာအင်္ဂလန်အသင်း1994ခုနှစ်အမေရိကန်မှာကျင်းပတဲ့ပြိုင်ပွဲမှာဘရာဇီးအသင်း1998ခုနှစ်ပြင်သစ်မှာကျင်းပတဲ့ပြိုင်ပွဲမှာအင်္ဂလန်အသင်းနှင့်ပြင်သစ်အသင်းပူးတွဲဆွတ်ခူး2002ခုနှစ်တောင်ကိုရီးယားဂျပန်မှာကျင်းပတဲ့ပြိုင်ပွဲမှာဘယ်လ်ဂျီယံအသင်း2006ခုနှစ်ဂျာမနီမှာကျင်းပတဲ့ပြိုင်ပွဲမှာဘရာဇီးအသင်းနှင့်စပိန်အသင်းပူးတွဲဆွတ်ခူး2010ခုနှစ်တောင်အာဖရိကမှာကျင်းပတဲ့ပြိုင်ပွဲမှာစပိန်အသင်း2014ခုနှစ်ဘရာဇီးမှာကျင်းပတဲ့ပြိုင်ပွဲမှာကိုလံဘီယာအသင်း2018ခုနှစ်ရုရှားမှာကျင်းပတဲ့ပြိုင်ပွဲမှာစပိန်အသင်း2022ခုနှစ်ကာတာမှာကျင်းပတဲ့ပြိုင်ပွဲမှာအင်္ဂလန်အသင်း2026ခုနှစ်မြောက်အမေရိကမှာကျင်းပတဲ့ပြိုင်ပွဲမှာဟော်လန်အသင်းတို့ဖြစ်ကြပါတယ်။ကမ္ဘာဖလားပြိုင်ပွဲတွင်ဖယားပလေးဆုရရှိသည့်အသင်းသည်သက်ဆိုင်ရာပြိုင်ပွဲရဲ့ဒုတိယအဆင့်အုပ်စုအဆင့်ကျော်လွန်သည့်အဆင့်သို့တက်ရောက်နိုင်ခဲ့သည့်အသင်းများထဲမှရွေးချယ်ခြင်းဖြစ်ပြီး FIFA ကအောက်ပါဂုဏ်ပြုဆုများကိုပေးအပ်ခြင်းဖြစ်ပါတယ်။ဖယားပလေးဆုဖလားအသင်းသားများအတွက်တီးခြားဂုဏ်ပြုဆုတံဆိပ်များတရားဝင်ဂုဏ်ပြုမှတ်တမ်းလွှာလူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် FIFA ၏ဘောလုံးကစားသမားအသုံးအဆောင်ပစ္စည်းများကိုပေးအပ်ချီးမြှင့်တာဖြစ်ပါတယ်။အခုလို2026ပြိုင်ပွဲမှာ48သင်းအထိတိုးချဲ့အောင်မြင်ခဲ့ပြီးနောက်2030ကမ္ဘာဖလားပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်းရေအတွက်ကို64သင်းအထိထပ်မံတိုးချဲ့ရေးသတင်းများပေါ်ထွက်လာခဲ့ပါတယ်။ယခုပြိုင်ပွဲဟာကမ္ဘာဖလားသမိုင်းမှာပြိုင်ပွဲဝင်အသင်းပေါင်း48သင်းအထိပထမဆုံးတိုးချဲ့ကျင်းပခဲ့သည့်ပြိုင်ပွဲဖြစ်ခဲ့ပြီးထို့အပြင်အမေရိကန်ပြည်ထောင်စုကနေဒါနှင့်မက္ကဆီကို၃နိုင်ငံပူးတွဲအိမ်ရှင်အဖြစ်တာဝန်ယူခဲ့သဖြင့်သမိုင်းဝင်အမှတ်တရဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ထို့အပြင်ကမ္ဘာဖလားဗိုလ်လုပွဲသမိုင်းမှာပထမဆုံးအကြိမ်အဖြစ်တရားဝင် half time show ဖျော်ဖြေတင်ဆက်မှုကိုထည့်သွင်းခဲ့ခြင်းဖြစ်ပြီးဆုပေးပွဲအခမ်းအနားမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ပါဝင်ခဲ့မှုမှာလည်းကမ္ဘာသတင်းများတွင်ထင်ရှားသည့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်မှာမယုံနိုင်စရာစံချိန်စံညွှန်းပေါင်းများစွာထွက်ပေါ်ခဲ့ပြီးထိုစံချိန်များအနက်ယခုထိမည်သူမျှမချိုးဖျက်နိုင်သေးဘဲကျန်ရစ်နေသည့်အံ့အားသင့်ဖွယ်စံချိန်ကြီး၄ခုကျန်ရှိနေပါသေးတယ်။ပထမဆုံးမကျော်ဖြတ်နိုင်သေးတဲ့စံချိန်မှာကမ္ဘာဖလားပြိုင်ပွဲတစ်ခုတည်းတွင်ကစားသမားတစ်ဦးတည်းကဂိုးအများဆုံးသွင်းယူထားသည့်စံချိန်ဖြစ်ပြီးပြင်သစ်တိုက်စစ်မှူး Just Fontaine ဟာ1958ခုနှစ်ဆွီဒင်ကမ္ဘာဖလားပြိုင်ပွဲမှာပြိုင်ပွဲတစ်လျှောက်စုစုပေါင်း13ဂိုးအထိသွင်းယူခဲ့တဲ့စံချိန်ဖြစ်ပါတယ်။ဒုတိယမြောက်စံချိန်မှာကမ္ဘာဖလားမိနစ်90ပွဲစဉ်တစ်ပွဲအတွင်းကစားသမားတစ်ဦးတည်းကဂိုးအများဆုံးသွင်းယူခဲ့သည့်စံချိန်ဖြစ်ပြီး1994ခုနှစ်အမေရိကန်ကမ္ဘာဖလားပြိုင်ပွဲမှာရုရှားအသင်းနှင့်ကင်မရွန်အသင်းတို့ရှင်ပြိုင်ခဲ့သည့်အုပ်စုပွဲစဉ်မှာရုရှားတိုက်စစ်မှူးအိုလက်ဆာလန်ကိုကတဦးတည်း9ဂိုးအထိသွင်းယူခဲ့တဲ့စံချိန်ဖြစ်ပါတယ်။တတိယမြောက်စံချိန်မှာမူပြိုင်ပွဲတစ်ခုအတွင်းအသင်းတစ်သင်းတည်းကစုစုပေါင်းဂိုးအများဆုံးသွင်းယူထားသည့်အသင်းလိုက်စံချိန်ဖြစ်ပြီး
1954 ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာဂန္ဓဝင်ဖော့ဘောအသင်းဖြစ်သည့်ဟန်ဂေရီအသင်းဟာပြိုင်ပွဲတစ်လျှောက်လုံးတွင်စုစုပေါင်း28ဂိုးအထိသွင်းယူထားတဲ့စံချိန်ဖြစ်ပါတယ်။စတုတ္ထမြောက်စံချိန်မှာကမ္ဘာဖလားပြိုင်ပွဲတစ်ခုထဲမှာပွဲစဉ်အကောင်းဆုံးကစားသမားဆု Man of the Match ဆုကိုအများဆုံးဆွတ်ခူးခဲ့သည့်စံချိန်ဖြစ်ပြီးအာဂျင်တီးနားဂန္ဓဝင်ကစားသမားလီယိုနယ်မက်ဆီက2022ကာတာကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းကိုချန်ပီယံဖြစ်အောင်ဦးဆောင်ပေးရင်းပြိုင်ပွဲတစ်ခုထဲတွင် Man of the Match ဆုကို9ကြိမ်အထိစံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့စံချိန်ဖြစ်ပါတယ်။ဒါပေမဲ့ FIFA သည်ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို2002ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲမှာစတင်၍တရားဝင်စနစ်တကျချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။အာဂျင်တီးနားအသင်းရဲ့သူရဲကောင်းလီယိုနယ်မက်ဆီဟာ2026ပြိုင်ပွဲဟာသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်ပြိုင်ပွဲမစတင်မီကတည်းကတရားဝင်အတည်ပြုရှင်ပြိုင်သွားခဲ့ခြင်းဖြစ်ပြီးပေါ်တူဂီအသင်းရဲ့ဂန္ဓဝင်ဟီးရိုးခရစ္စတီယာနိုရိုနယ်ဒိုသည်လည်းသူ့ရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးစလုံးဟာနေဝင်ချိန်မှာတိမ်မတောက်နိုင်ခဲ့ကြသူများဖြစ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးရဲ့တင်ထားခဲ့တဲ့စံချိန်တွေနဲ့စွမ်းဆောင်ခဲ့မှုတွေကတော့လုံးဝကွယ်ပြောက်သွားမှာမဟုတ်တဲ့မှတ်တမ်းမှတ်ရာတွေဖြစ်သမိုင်းဝင်ကျန်ရစ်ခဲ့မှာဖြစ်ပါကြောင်းခင်ဗျာ။ခုလိုမျိုးသမိုင်းဝင်မှတ်တမ်းမှတ်ရာဗဟုသုတတွေနဲ့အခြားဗဟုသုတဖြစ်ဖွယ်ရာများကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးသွားဖို့မေတ္တာရပ်ခံလိုက်ပါတယ်။ဘေးကင်းကျန်းမာတဲ့နေ့ရက်တွေကိုသာပိုင်ဆိုင်နိုင်ပါစေ။